ကျွန်တော်ကိုချင်းစားတယ်ကျွန်တော်လည်းသူတို့အရွယ်မှာနေခဲ့ဘူးလားကျွန်တော်လည်းသူတို့ရွယ်တော့တနခါဖဲချားလိမ့်ကျင်တယ်လေအတန်းနဲ့လှတပတ်တာကောင်းပါလေကိုကြိုက်ကြိုက်မကြိုက်ကြိုက်ကြိုက်ပြလိုက်ချင်တာပဲလေဒါမှန်တရားပဲကြပြားလေးစားတွေကိုသိကြိုက်တဲ့ကြပြားလေးဥပမာဆိုပါစို့ဆရာနန်းကြတိုင်းကြပြားကျွန်တော်အလွတ်ရတယ်ဗျဝေဝေဝါဝါလမ်းဆောင်ကြားမှာဗျာများမသိဝေးရလွတ်မယ်တခင်ဝန်းကျင်နေတထောင်မကျွန်တော်ရတယ်ဗျဆရာပေါင်းဆိုရင်ပရိကုန်းကြပြားတွေရတယ်တပင်နဲ့ရင်ထဲကຫນွယ်ခက်ညွတ်တန်နှုတ်တက်လို့ရစ်ပတ်နောင်တွေတန်ရောစင်ဆိုတာရဲ့ຫນွယ်ကလေးတပင်ပေါ့ရာသီပြည်ဘလို့ပြောင်းပေမဲ့ခေါင်းထောင်လို့ကြော့ရတယ်ဗျလူငယ်ဗျနှလုံးသားတအားဖွံ့ဖြိုးတဲ့အချိန်စိတ်ကစားတာအပြစ်မဟုတ်ဘူးစိတ်ချမ်းသာတာဗျအဲ့ဒါစိတ်ကဘယ်လောက်များချမ်းသာလဲဆိုသူတို့ចောင်းသားအရွယ်တော့ကျွန်တော်အချစ်ကြပြားလေးအများကြီးရေးတယ်အတန်းနဲ့တီတာဆိုတဲ့ကောင်မလေးကိုကြိုက်တော့တီတာကျင်နဲ့အသေးသက်ကျင်နဲ့ဗီလာတီတာရဲ့အဲ့လိုရေးခဲ့ဘူးလားထားပါတော့နော်ချုပ်ရောအနန္တအเจ้าဘယ်ဘွားနဲ့အဖတရားအသေးကိုအခါခါမခွဲပါနဲ့ဟဲ့အမေចောင်းသားဗျအဲ့ဒီဘဝလာ